နှစ်တရာမြောက်နိုင်ငံတကာမျိုးသမီးများနေမှာကျမတို့အဝေးရောက်သွားတဲ့မျိုးသမီးတွေကိုစကားပါခွင့်ရတဲ့အတွက်အင်တာမဝမ်းမြောက်ဝန်တာနဲ့ကြည်ကျင်နန်းနန်းနဲ့ရှိရပါတယ်ကျမတို့ပြည်ပရောက်သွားတဲ့အမျိုးသမီးများဟာဒုက္ခမျိုးမျိုးကိုရင်ဆိုင်နေရတယ်ဆိုတာလည်းသိပါတယ်ဒုက္ခတွေအဖြစ်နဲ့ပဲဖြစ်ဖြစ်ရွှေပြောင်းလူသမားတွေအဖြစ်နဲ့ပဲဖြစ်ဖြစ်ပြည်ပကိုရောက်သွားတဲ့အခါကျလို့ရှိရင်ဘဝမှာနေတူဝရုန်းကန်နေကြရတာပါဒါကြောင့်မလို့ Map Foundation လို့အဖွဲ့အစည်းကိုကျမအင်တာမကျေးဇူးတင်ပါတယ် Map Foundation ဟာဒေသခံတွေနဲ့ကျမတို့ရဲ့ပြည်ပရောက်သွားတဲ့ဒုက္ခတွေများရွှေပြောင်းလူသမားများကြားမှာအဆင်ပြေဖို့အတွက်မျိုးမျိုးကြိုးစားပြီးတော့လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းလို့ကျမနားလည်ပါတယ်ဒီလိုအဖွဲ့အစည်းများလိုအပ်တာတော့အမှန်ပါပဲကျမအနေနဲ့လည်းကျမတို့ရဲ့ပြည်ပရောက်သွားတဲ့ရွှေပြောင်းလူသမားများဒုက္ခတွေများနဲ့ဒေသခံပြည်သူများအကြားမှာပြေလည်နိုင်ဖို့အရေးကြီးတယ်အဲ့ဒီလိုပြေလည်နိုင်ဖို့ဘယ်လိုစူးစမ်းပြီးလှုပ်ဆောင်ရမလဲဆိုတာကိုအမြဲပဲစဉ်းစားနေပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်ကျမတို့ပြည်ပရောက်သွားတဲ့မျိုးသမီးများဟာဒီဒေသအတွက်ဝင်ဖို့တစ်ခုသာမကဒေသကိုလည်းအကျိုးပြုနိုင်တယ်ဆိုတာကိုကွက်ကွက်ကွင်းပေါ်မယ်ဆိုလို့ရှိရင်ဒေသခံတွေအနေနဲ့လည်းကျမတို့ရဲ့အမျိုးသမီးတွေအပေါ်မှာစိတ်ထားဟာပြောင်းသွားမယ်လို့ကျမတို့ထင်ပါတယ်ဒီလိုကျမတို့မျိုးသမီးတွေဟာဒေသကိုလည်းအကျိုးပြုနိုင်ဖို့ရည်ရွယ်ချက်နဲ့ Map Foundation ကနေပြီးတော့အမျိုးသမီးတွေရဲ့အရေးအသွေးတွေတက်အောင်လို့လုပ်ပေးနေတယ်လို့ကျမနားလည်ပါတယ်ဒီဟာလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စပါကျမတို့အမျိုးသမီးတွေကလည်းစူးစမ်းပြီးတော့ဒီအခွင့်အရေးကိုအကောင်းဆုံးဖြစ်အောင်လို့သုံးမယ်လို့ကျမမျှော်လင့်ပါတယ်ယုံကြည်ပါတယ်ကျမပြောချင်တာတော့မျှော်လင့်ချက်ကိုတော့ဘယ်တော့မှလက်မလွတ်ပါနဲ့ဒီနိုင်ငံကနေပြီးတော့ထွက်သွားရတဲ့အကြောင်းများဟာဘယ်လိုအခက်အခဲတွေကြောင့်လဲဆိုတော့တယောက်နဲ့တယောက်မတူပေမဲ့နောက်ဆုံးဘယ်သူမှထွက်သွားခြင်းလို့ဒီလိုပုံစံနဲ့ထွက်သွားကြတာမဟုတ်ပါဘူးကိုယ်တိုင်းပြည်မှာအခက်အခဲတွေများလွန်းလို့ကိုယ်တိုင်းပြည်ရဲ့ဒုက္ခတွေကများလွန်းလို့အခြားပြည်ပတိုင်းပြည်ကိုသွားပြီးတော့ရုန်းကန်ရတာဖြစ်ပါတယ်ပြီးတော့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ပြည်ပရောက်သွားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလုံခြုံလွတ်လပ်နဲ့ကျမတို့နိုင်ငံကိုပြန်လာနိုင်မဲ့အခြေအနေတစ်ခုဖန်တီးဖို့ပါပဲဒီလိုစ조사နေတဲ့ချိန်ထဲမှာလည်းကျမတို့ရဲ့အမျိုးသမီးများအခုနေစားမှာရုန်းကန်နေရတဲ့အမျိုးသမီးများရဲ့ဘဝဟာပို့ပြီးတော့ချောင်လဲအောင်လို့ပို့ပြီးတော့သာယာအောင်လို့ပို့ပြီးတော့တိုးတက်မှုရှိအောင်လို့တတ်နိုင်သမျှကျမတို့စ조사သွားမှာဖြစ်ပါတယ်အဲ့ဒီဟာအတွက်လည်း Map Foundation တို့အဖွဲ့အစည်းတွေနဲ့ကျမတို့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ချင်ပါတယ်ဒီလိုဆောင်ရွက်ခြင်းအပြင်ဒေသခံတွေအတွက်လည်းအကျိုးရှိနိုင်မယ်ကျမတို့ရဲ့အမျိုးသမီးတွေအတွက်လည်းအကျိုးရှိနိုင်မယ်ကျမတို့အမျိုးသမီးတွေဟာအရေးချင်းရှိတယ်လို့ကျမတို့ယုံကြည်ပါတယ်ဘဝမှာရုန်းကန်နိုင်တဲ့အရေးချင်းဆိုတာနည်းတဲ့အရေးချင်းမဟုတ်ပါဘူးဒီလိုဘဝမှာရုန်းကန်နိုင်တဲ့အရေးချင်းရှိလို့လဲစွန့်စားစားနဲ့ပြည်ပကိုသွားပြီးတော့ဘဝသစ်ထူထောင်ဖို့ကြိုးစားကြတာပါဒီလိုကြိုးစားတဲ့နေရာမှာတစ်ချိန်လုံးရေရှည်အကျိုးအတွက်ကိုစဉ်းစားစေချင်ပါတယ်ရေရှည်ရည်မှန်းချက်ကိုမျက်ခြေမပြတ်ရှိစေချင်ပါတယ်ရေရှည်ရည်မှန်းချက်ကတော့ကျမတို့နိုင်ငံပြန်လာပြီးတော့ကျမတို့နိုင်ငံအကျိုးအတွက်တွေမဟုတ်ဘဲနဲ့ကမ္ဘာပြည်သူပြည်သားများအကျိုးအတွက်ထမ်းဆောင်နိုင်မဲ့အမျိုးသမီးများဖြစ်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်အမျိုးသမီးများဆိုတော့ကလေးတွေအကြောင်းမပြောလို့မဖြစ်ပါဘူးအမျိုးသမီးနဲ့ကလေးဆိုတာအမြဲပဲဆက်ဆက်နေပါတယ်ကျမတို့ပြည်ပရောက်သွားတဲ့ရွှေပြောင်းလူသမားများဒုက္ခတွေများရဲ့သားသမီးများဟာဘဝမှာတိုးတက်မှုရှိနိုင်မဲ့ပညာရေးအခွင့်အရေးတွေရဖို့ဆိုတာအင်တာမအရေးကြီးပါတယ်အဲ့ဒီဟာအတွက်လည်း Map Foundation တို့ဖွဲ့စည်းများအကူအညီနေတယ်ဆိုတော့ကျမတို့နားလည်ရပါတယ်ကျမတို့အနေနဲ့လည်းထပ်ပြီးတော့တတ်နိုင်သမျှအကူအညီသွားပါမယ်ကျမတို့ကလေးတွေဟာပညာတတ်မှကလေးတွေရဲ့အနာဂတ်တင်မကဘူးကျမတို့ရဲ့နိုင်ငံရဲ့အနာဂတ်ဟာကောင်းမှုမှာပါဆိုတော့ထူးထူးခြားခြားပြောနေဖို့မလိုဘူးလို့ထင်ပါတယ်ဒီတော့ထပ်ပြီးတော့ကျမပြောရမယ်ဆိုလို့ရှိရင်အခုနိုင်ငံတကာအမျိုးသမီးများနေ့မှာကျမတို့ရဲ့ပြည်ပရောက်သွားတဲ့အမျိုးသမီးများအားလုံးကျန်းကျန်းမာချမ်းသာမျှော်လင့်ချက်အပြည့်အဝနဲ့ဆက်လက်ပြီးတော့ကိုလှုပ်ထိုက်တဲ့ကိစ္စတွေကိုဆောင်ရွက်သွားနိုင်ပါစေဆိုကျမကနေပြီးတော့ဆုတောင်းပါတယ်ဒီပြင်လည်းကျမတို့အားလုံးဟာဒီနေ့တစ်ချိန်တစ်ခါမှာနောက်သိမဝေးတော့တဲ့ဒီနေ့တစ်ချိန်တစ်ခါမှာကျမတို့နိုင်ငံမှာအားလုံးဆုံတွေ့ပြီးတော့အားလုံးလက်တွဲပြီးတော့စိတ်တက်ကြွနဲ့ကျမတို့နိုင်ငံရဲ့အကျိုးအတွက်ကဘာကြီးအကျိုးအတွက်အတူထမ်းဆောင်နိုင်ကြပါစေလို့လည်းကျမဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်